阿门。ကိုတော်ကောင်းကြီးနေပါစေ အာမင် နောက်ထပ်စီးပြီးလာဒီမထဲกระป๋องกระลอมแม่กระลอมแม่ ကိုတော်ကိုချီးမွမ်းဖို့လာကြအောင်လို့ဖိတ်ခေါ်ခြင်းပဲနော် အာမင် ကိုတော်ကောင်းကြီးပါစေ အာမင် အခုဆက်လက်ပြီးမှဘာကြီးဟာလို့ဆိုရင်နေမစားနိုင်ရင်ခဲ့ဒါပေမဲ့စိတ်လုံးထဲမှာကိုရောရှင်သာရှိရင်有深情的你的强大如果表现难被他为看见那色的月亮路到来的心扉那是表演技术要求我面对但是为你为了谁拢这么你想抓住那杯让不完了的第三年用几千片色的吧五百三看上你那把你不必是吧အလွန်ထိတ်လန့်ခြင်း၌မိုးလျက်ရှိရပါ၏ အာဒီဂျုံငယ်ကဲ့သို့အတောင်ကိုရပါစေတော့ထို့တော့ရလျင်အခြားသောပြန်သွား၍နေဝဲလျက်နေရလိမ့်မည် ဝေးဆွာသွား၍တောမှနေရကြလိမ့်မည် ပြန်စွာသောဘုဒ္ဓမုံဆိုင်ရဲ့လွတ်ချင်းသာအလျင်အမြန်ပြီးလိမ့်မယ်လို့ကျွန်တော်စိတ်ရှိပါသည်။ အိုထာဝရဘုရားသူတို့စကားကိုပပြအောင်ဝဲပြစေတော်မူပါမြို့တော်တွင်အနာရထက်ပြုခြင်းနဲ့လူယူခြင်းကိုအကျွန်ုပ်မြင်ပါပြီ Lugo kami pimakan ko ina lugo kecina ko kako jauh mah kita katung jauh ko ni pai na ko ibis por pi he mo ya jauh lu he mo de ni lu he ngai na ni na sia de ni ate jauh cái khom đi ngang giờ ni na cái jauh phong ko tang na to mate cái khom jauh lo ina music cái phong ra jauh lo ina aya tu ni na dam na to pan pi na cái khom ti na kalau dam na to si pan na mate la uma mai na siam ta kai lan asian min phat hi mo kai jauh asian min na phat pan tu som ni le kum sagi ba apa ta ding na tu ni na asian min phat kai la ka ja na to pa tu wa da min mo le khan ba chi la ta kan kan na ni UN မရရှိသေးတဲ့လူကျမ်းမာတဲ့လူရောရှိလား ကိုဝန်ဆောင်မိခင်ရှိတယ်ဘယ်နှပါးရှိလဲဘယ်နှယောက်လောက်ရှိ2ယောက်ရှိပြီးတော့ဒီအသေးတော်မှာကလေးသူအများပေါ့နော်တို့ကြောင်းတက်တယ်အစိုးရကြောင်းတက်တယ်ပညာရေးတင်တယ်ပေါ့အဲ့ဒီနေရာမှာကလေးတွေထူးချွန်တက်မြောက်ပြီးတော့မှပညာတတ်တဲ့ကလေးတွေဖြစ်ဖို့ပြီးတော့မှကျန်းစာကြောင်းတက်တဲ့လူဒီသေးတော်မှာကျန်းစာကြောင်းတက်တဲ့လူတွေမရှိဘူးအများအဖြစ်ပေါ့နော်အလုံးလုံးကြတယ်အလုံးအဲ့ဒီအလုံးမှာဒီချက်မှာကဖျားကန်ကောင်းကြည့်ပြီးတော့မှလာစားနေတယ်နော်ကျွန်တော်တို့ရဲ့တက်မြောက်ခြင်းအတိုင်းလာစားတဲ့သူ့ဘဝပြီးတော့မှ
ဒီအတင်းတော်အတွက်နိုင်ဖျားရှင်နိုင်ငံတော်အတွက်အကျိုးပြုဖို့အတွက်ကျွန်တော်ဆက်လက်ပြီးဆုတောင်းရမှာဖြစ်တယ်အာမင်ပါပြန်တဲ့သူပါရှိတော့လမ်းပြဖို့ဆောင်တော်မူကောင်းကြီးပေးပါအတူပါရှိပါအိုးဖပြန်ခင်မမေဘူးတဲ့ကောင်းကြီးတွေမကန်စားဘူးတဲ့ကောင်းကြီးတွေအားလည်းလူရကိုယ်တော်အရင်ချစ်တဲ့ဒီပါရှိတဲ့သားသမီးရောက်စီတိုင်းကိုဒီကနေ့ဖပြန်ခင်အလာနဲ့အတူမတူပဲနဲ့အိုးအပြန်မတူပဲနဲ့ဖပြန်ခင်ကောင်းကြီးပေါက်များစွာနဲ့အိုးအပြည့်နဲ့ရှံလက်ပြီးလက်ရှံလက်အိမ်ကိုပြန်ရောက်နိုင်ဖို့လို့ငါဘိုးတော်ဖတဲ့လမ်းပြဖို့ဆောင်ကောင်းကြီးပေးပါအတူပါရှိပါ Praise the Lord တာရှင်ဝေးတော်တော်လေးတော်တော့ဒီတရားဟောဆရာကတော့ကြားတယ်လို့ပဲထင်ပါနော်ဒါပေမဲ့ဒီညတော့ဒီလောက်တော့မဟုတ်ပါဘူးနော်ဒီနေ့ဆုံးသူဆုံးပေါ့နော်ဟောမှာဖြစ်ပါတယ်ကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာပဲတစ်စက်တည်းတော့ကြားရအောင်နော်ကျန်းစာကိုလုံးပါကြလားမသိဘူးပါလို့စင်ကျန်းစာကျွန်တော်တို့အရင်ဆုံးဖတ်ကြရအောင်နော်ကျန်းစာသူတို့ဖတ်တာကျွန်တော်အရင်ဝတ်နာပါတယ်Isaiah အခန်းကြီး32အငယ်15 Isaiah နော်ဟေရှာနော်တနေ့ခန်းငယ်15နော်ကြားလာမသိဘူးလို့ဆက်တူပါပြအောင်1 2 3ဝိညာဉ်တော်ဒီကောင်းကင်မှငါတို့အပေါ်သို့တွင်လုံး၍တော်ဒီအတိအနာများသောလေပြီးအတိအနာများသောလေဒီတောကဲတို့မရသောကာလမတိုင်မီတိုင်ဒီညအနဲ့ဒီပဲဖွင့်ချင်ပါတယ်နော်ပြီးတော့လေကျွန်တော်တို့တရားစကားဒီကျွန်တော်တို့ဘယ်လိုနောက်ကျမ်းစာယောဟန်ရှင်ယောဟန်အခန်းကြီး9အငယ်24မှာကျွန်တော်ပြန်ပြီးတော့ဖတ်ချင်ပါတယ်